ကိုကအင်္ဂလိပ်စာတစ်ဖက်ကလည်းလေ့လာနေတယ်ပြန်ပြီးတော့လည်းonline က software လေးတွေနဲ့ထပ်ပြီးတော့မွမ်းမံချင်တယ်ဆိုလို့ရှိရင်အခု Duolingo ဆိုတဲ့ software လေးကအရင်ကောင်းတယ်ပေါ့ဒီ Play Store မှာဒီနာမည်လေးကိုရိုက်ရှာလိုက်ပေါ့နော်ရိုက်ရှာပြီးတော့လုပ်လို့ရတယ်ပေါ့ download ဆွဲလို့ရတယ် download ဆွဲတယ်ဒီမှာ open ဆိုပေါ်သွားပြီဆိုရင်ဖွင့်လိုက်ပေါ့နော်ဖွင့်လိုက်ပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ Gmail email လေးကိုထည့်လိုက်ဒါဆိုကျွန်တော်အကောင့်ဖွင့်ပြီးသားမလို့ပေါ့နော်ဒါကျွန်တော်ဒီအစိမ်းရောင်နဲ့ပြတာတွေကကျွန်တော်လေ့လာပြီးသားတွေပေါ့ဒီမှာအဝါရောင်နဲ့ပြတာတွေလေ့လာပြီးသားတွေပေါ့လို့ဘာအယောင်မှမပြရသေးတာတွေကကျွန်တော်မလေ့လာသေးတဲ့ဟာတွေပေါ့နော်အဲ့တော့ဒီနေရာမှာကကိုယ့်ရဲ့ profile ရှိမယ်ကို activity တွေဘယ်လောက်လုပ်ထားတယ်ဆိုတာတွေပြမယ်ပေါ့နော်သူကတနေ့ကိုစာမလုပ်ဘူးဆိုလို့ရှိရင်ဈေးကွက်ရုပ်လေးနဲ့ note လေးပြပေးမှာပေါ့နော်ဒီလိုလေးရှိမယ်ဒီ down လေးမှာနှိပ်လိုက်မယ်ဆိုရင်အခုကျွန်တော်သင်ထားတာအင်္ဂလိပ်သင်တန်းရယ်ဒီမှာ chat ကစားနည်းရယ်သင်ချာရယ်ပေါ့နော်ထပ်ပြီးတော့သင်ယူခြင်းသေးရဆိုလို့ရှိရင်မှာအပေါင်းလက္ခဏာလေးနဲ့ course ဆိုတာလေးရှိတယ်အဲ့လေးတစ်ချက်နှိပ်လိုက်ပေါ့နော်အဲ့မှာကိုဘာကိုလေ့လာချင်တာလဲ music ပိုင်းလေ့လာချင်တာလားဘာလေ့လာချင်တာလဲပေါ့နော်တခြားဘာသာစကားတွေကိုရီးယားအပြင်မှာလေ့လာနေတာကိုရီးယားစာလေးတွေကိုလုပ်ချင်တယ်ဆိုလို့ရှိရင်ကိုရီးယားပေါ့နော်ရုရှားဆိုလဲရုရှားပေါ့ဘာသာစကားတွေအများကြီးပဲရှိတယ်ပေါ့နော်ကိုကြိုက်တဲ့ဘာသာစကားကိုထပ်ပြီးတော့ထပ်ထည့်လို့ရတယ်ပေါ့နော်ထပ်ထည့်လို့ရတယ်ဒါကျွန်တော်အခုရောက်နေတဲ့နေရာပေါ့ရရှိထားတဲ့အမှတ်တွေပေါ့နော်သူကတနေ့ကိုဘယ်နှခုစပြီးလေ့လာပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီ level မှာရောက်နေတာကနံပါတ်2ပေါ့နော်အဆင့်2ပေါ့အောက်မှာလည်းအများကြီးတော့ရှိတယ်သူကဘယ်လောက်ထိပြန်ဆိုတော့ top 20ကိုပဲပြတာtop 20ကိုပဲပြပြီးတော့ကျွန်တော်အထက်က990နဲ့အမှတ်990နဲ့သူကပထမဖြစ်နေတယ်ပေါ့နော်ကျွန်တော်တို့အမှတ်900ပဲရှိလို့ဒုတိယဖြစ်နေတယ်ပေါ့ဒီ software လေးကအရန်ကောင်းပါတယ်ဘာပဲလေ့လာကိုရီးယားအင်္ဂလိပ်စာမှမဟုတ်ဘူးတရုတ်ဂျပန်ကိုရီးယားဘယ်ဟာပဲလေ့လာဒီ software လေးတွေမှာကိုကမမေးပြအောင်တနေ့ကို15မိနစ်လောက်အချိန်ပေးပြီးတော့စာလေးလေ့လာမယ်ဆိုရင်အဆင်ပြေတယ်ပေါ့နော်ဒါကိုရောက်ထားတဲ့ achievement တွေပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်ရောက်ထားတဲ့ achievement တွေအများကြီးရှိတယ်ပေါ့နော်ဒီလိုမျိုးလေးတွေပေါ့ကောင်းပါတယ်အရင်လေးဘယ်လိုပြောရမလဲအင်္ဂလိပ်စာဆိုလဲအင်္ဂလိပ်စာကိုက grammar rule တွေပါတယ်သိပြီးတော့လေ့လာစရာမလိုဘူးတခုခုကလုပ်လိုက်တာနဲ့သူက definition တွေတခါတည်းဖွင့်ပေးပြီးသားပေါ့နော်ဒီမှာဆိုပါဇက်ပုံလေးနဲ့ဆိုလို့ရှိရင်ကိုကအတန်တွေကိုပြန်ပြီး train လို့ရတယ်ပေါ့နော်ဒီမှာ start lesson ကျွန်တော် train ထားတဲ့ဟာလေးတွေလည်းရှိတယ်ပေါ့ဒီအဝါရောင်လေးတွေနဲ့ပြတာ train ထားတဲ့ဟာလေးတွေပေါ့မ train ရတဲ့ဟာလည်းအများကြီးပေါ့နော်သူ့ရဲ့အင်္ဂလိပ် sound တွေကိုအတန်ထွက်တွေကိုလေ့ကျင့်လို့ရတယ်ပေါ့နော်ဒီဟာပုံလေးနဲ့ကတော့သူကလီနဲ့စကားပြောပြီးတော့ Friday လုပ်လို့ရတယ်ဆိုတာတော့ပတ်စံပေးမှရမှာပေါ့ပတ်စံပေးဝယ်မှရမှာပေါ့ဗီဇာကတ်မှာဆိုတာကလည်းဝယ်မှရမှာကျွန်တော်ကတော့ဝယ်မထားဘူးရမ်းစင်ပြေပါတယ်ဒါလေးသုံးကြည့်ပါ Play Store မှာ Duolingo ဆိုပြီးတော့ရိုက်ရှာပြီးတော့ဒါလေးကို download ဆွဲပြီးတော့အင်္ဂလိပ်စာမှမဟုတ်ဘူးကိုကတရုတ်စာကိုရီးယားစာလေ့လာနေရဆိုလို့ရှိရင်လည်းသင်တန်းလေးတွေကို join ထားပြီးတော့တနေ့ကိုနည်းနည်းစာလုပ်ကြည့်ပေါ့နော်အဆင်ပြေပါလိမ့်မယ်အဆင်ပြေပါစေဗျ